အားလုံးပဲမင်္ဂလာပါစုရဲ့အချစ်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဗျာနော်15ကြိမ်အတွက်ဒါတော့စုရဲ့ဒါဖိုင်နယ်မူလို့ပြောလို့ရပြီပေါ့နော်စုဒီဖိုင်တင်ပြီးတော့နောက်ထပ်မတင်တော့ဘူးပေါ့နော်စု3ဖိုင်တင်ပြီးသွားပြီဒီဖိုင်ရောဆိုရင်တော့ဒါ4ဖိုင်မြောက်ဖြစ်သွားပြီပေါ့နော်ထိုးထားရုပ်လည်းစုအားနာလို့ပေါ့နော်ခဏနေများတော့မှဆိုလို့ပေါ့နော်ပထမဆုံးဖိုင်မှာစုပြခဲ့တာ4ထိပ်10ပိတ်ပေါ့နော်ဒုတိယဖိုင်မှာစုပြခဲ့တာ933 939ခွန်ပေါ့938ရှေ့တွေပေါ့နော်တတိယဖိုင်မှာပြခဲ့တာက3939 3934ပေါ့နော်989ဆိုပြီးတော့ဆိုပြီးဒါပြခဲ့တယ်ပေါ့နော်ဒါကတော့စလုံးသားဖိုင်ပေါ့နော်ဒါဖိုင်နေမှုပဲပြောရတော့နော်ဆိုပြီးဒီဖိုင်ပြီးရင်တော့ဆိုပြီးဒီ15ကြိမ်အတွက်အနာတော့မှာပေါ့နော်ဆိုပြီးမတင်တော့ဘူးနော်အဲ့တော့ပြစရာ site တွေတော့ဒါအများကြီးရှိတယ်ပေါ့နော်ဆိုပြီးတော့အားလက်တဲ့ချိန်မှာကြည်တာဆိုတော့ပေါ့နော်အများကြီးရှိတယ်ပေါ့နော်ဒီတစ်ခါတော့၄ကတ်အစီမူလေးကိုဆိုပြီးဒါဖိုင်နယ်မူအဖြစ်ပေါ့နော်ကံမဲပေါ့နော်ကံမဲပေါ့တင်ထိုးခြင်းတဲ့အချင်းမိတ်ဆွေတွေအတွက်10ကွက်ကြိုက်တဲ့အချင်းမိတ်ဆွေတွေအတွက်10ကွက်ထိုးပေါ့နော်ဒါတင်ထိုးခြင်းတဲ့အချင်းမိတ်ဆွေတွေအတွက်တော့ဆိုပြီးခဏလေး2ကွက်တော့ဒါရွေးချယ်ပေးမယ်ပေါ့နော်ဒါကံမဲပေါ့နော်ဒါတွေကဘယ်မှာတော့အတမ်းမသိပေါ့နော်ဒီလိုပဲဝါဒနာရဒါကြည့်ကြတဲ့သဘောပေါ့နော်သူ့အမြင်ကိုအမြင်ဒါချပြပြီးတော့ဒါနှီးနှောဖလှယ်တဲ့သဘောပဲပေါ့နော်အဲ့တော့3ကဒီမှာပြကျင်တာကဖိုင်နယ်မူပေါ့နော်ပြကျင်တာကလေ4ကတ်စီမူပေါ့နော်3ပွဲတော့သူအောင်ထားပြီပေါ့နော်3ပွဲအောင်ထားပြီအဲ့ဒါကိုဒီပွဲမှာ4ပွဲမြောက်မှာဆက်ပြီးတော့ဒါပေးခဲ့လို့3ရဲ့ချင်းမိတ်ဆွေဒါရမှာပေါ့နော်ရမှာပေါ့အဲ့တော့အဲ့ဒီမူလေးကို3ပြကျင်တာနော်အဲ့မှာသူကတခါလေးပေါ့နော်ဆက်ကွက်ဆရာပေါ့နော်ဆက်ကွက်ဆရာလည်းမှ3ခဏတစ်ခွက်ကိုတစ်ခွက်ထဲရွေးပြမယ်နော်ကျန်တဲ့အချံကွက်လေးနောက်ထပ်တစ်ခွက်ရွေးပေးမယ်ပေါ့နော်သူကဒီမှာပေါ့ဒီ3ညနောက်ပိတ်ပေါ့နော်ဒီ3ညနောက်ပိတ်ကနေပြီးတော့လှုပ်နေတာဒီ3ညနောက်ပိတ်ကလေးကြောင့်ပြီးခဲ့တဲ့ပွဲမှာဆွေးပြခဲ့ဘူးတယ်နော်3ညနောက်ပိတ်ကလေးကြောင့်ဒီခွန်ထိပ်စီးနဲ့ချင်းလုံးမင်း3နဲ့3ညလို့ထည့်တာနော်ဒီ3ညနောက်ပိတ်ကလေးကြောင့်ဒီခွန်လေးကိုပေါ့ဗျာဒီ3လုံးကို3ညလိုက်တာနော်ခွန်ထိပ်စီးနဲ့ချင်းလုံး3နဲ့3ညရတယ်ပေါ့နော်ဒီ3ညနောက်ပိတ်ကိုပဲနောက်ထပ်ဆက်ဖြီးသေးတယ်ဗျာဒီကနန်း3လုံးမင်းဒီနှစ်ပေါ့နော်ဒီကနန်း3လုံးမင်းနှစ်နဲ့ဒီ10ပရိနဲ့ပြန်ပေါင်းရင်လေဒီ3ညကိုပြန်ဖြီးတာရှင်းနှလုံးမင်း3 10ပရိပေါ့ဗျာနော်သူကအဲ့လို10ကွက်စရာပေါ့နော်10မောင်ဆွေးချင်ပြီဆိုပြီးကြမောင်ဆွေးနောက်တစ်ခေါက်ပြန်ပြမယ်နော်ဒီမှာ4တဲ့ဒီ4နောက်ပိတ်ကလေးကိုလည်းအဲ့လိုပဲဖြီးတယ်တစ်ထိပ်စီးနဲ့ရှင်းနှလုံးပေါင်းချင်း3နဲ့4တာနော်ဒီကနန်း3လုံးကို4လိုက်တာပေါ့ဗျာနော်အဲ့ကျတော့တစ်ထိပ်စီးနဲ့ရှင်းနှလုံးပေါင်းချင်း3နဲ့4မယ်ဆိုတော့အဲ့မှာဒီ4ကိုနောက်တစ်ချက်ဆက်ဖြီးတာကဒီကနန်း3လုံးပေါင်းချင်းဒီခွန်နဲ့နော်နောက်ဒီ3လုံးပေါင်းချင်းဒီခွန်နဲ့ဒီခွန်ပရိလေးပေါင်းရင်လေ4ဆိုပြီးဒီ4လေးကိုဆက်ဖြီးတာပေါ့နော်ရှင်းလုံးပေါင်းချင်း3နဲ့ခွန်ပရိပေါ့ဒါ10ကွက်စရာပေါ့နော်အဲ့တော့3ညာလဲပြီးပြီ4လဲပြီးဆိုဒီမှာ9ပေါ့နော်ပြီးခဲ့တဲ့ပွဲမှာလဲဒီ4ခွန်ကိုက9ကိုဖြီးတဲ့စနစ်နဲ့ပေးသွားတာပေါ့နော်ဒီ9ကလေးကိုလေဒီမှာ4ထိပ်စီးနဲ့ရှင်းလုံးပေါင်းချင်း1နဲ့နော်4ခွန်10ကနန်း3လုံးကို9လိုက်တာဗျာနော်ဒီ9နောက်ဝိတ်ကလေးကိုဖြီးတာပေါ့နော်အဲ့ဒီလို9ပေးလိုက်တာနဲ့ဒီ4 9နှစ်ဆိုကနန်း3လုံးပေါင်းချင်းဒီ9အဲ့ဒီ3လုံး9နဲ့ဒီဘူပလေးနဲ့ပြန်ပေါင်းလိုက်ရင်လေ9ပါဆိုပြီးတော့ဒီ9ကိုဖြီးတာရှင်းလုံးပေါင်းချင်း1နဲ့ဘူပလေးဆိုပြီးတော့ဒါ10ကွက်စရာထွက်ထားခဲ့တာပေါ့နော်အဲ့တော့ဆွေးတော့ဒီ3ညာလဲပြီးပြီ4လဲပြီးပြီ5လဲပြီးပြီဆိုတော့ဒီမှာက4ပွဲမြောက်ကိုတကယ်လို့ဆက်ဖြီးရင်ပြောတာနော်တကယ်လို့ဆက်ဖြီးခဲ့မယ်ဆိုရင်ဒီ4ကလေးကြောင့်ဒီနှစ်ထိပ်စီးနဲ့ရှင်းနှလုံးပေါင်းချင်း2နဲ့မှ4မှာပေါ့နော်ဒီ4နောက်ပိတ်ကလေးကြောင့်ဒီနှစ်ထိပ်စီးရဲ့ရှင်းနှလုံးပေါင်းချင်း2ကမှ4မှာနော်ရှင်းနှလုံးပေါင်းချင်း2ပေါ့ဗျာနော်ထားတော့နော်အဲ့ချိန်မှာဒီ4လေးကိုဆက်ဖြီးမယ်ဒီကနန်း3လုံးပေါင်းချင်းဒီနော်640 3လုံးပေါင်းချင်းလည်းအတွက်4ဖြစ်နေပြီနော်ဒီ3လုံး4နဲ့ဒီဘူပလေးနဲ့ပြန်ပေါင်းမှဒီ4ကိုပြန်ဖြီးမှာရှင်းနှလုံးပေါင်းချင်း2ဘူပလေးပေါ့နော်ရှင်းပါပေါင်းဆွေးချင်းပဲဆိုနော်ဆွေးနောက်တစ်ခေါက်ပြန်ပြမယ်နော်ဒီ3ညနောက်ပိတ်ကလေးကြောင့်မဲ့ခွန်ထိန်းနဲ့ရှင်းလုံးပေါင်းချင်း3နဲ့ပေါင်းရင်3ညရတယ်တဲ့ရှင်းနှလုံး3ရပြီနော်အဲ့ချိန်မှာဒီ3လုံးပေါင်းချင်းဒီ2ဒီ3လုံးပေါင်းချင်း2နဲ့ဒီ3လုံး2နဲ့ဒီ10ပရိနဲ့ပြန်ပေါင်းရင်3ညပါတယ်ဒီ3ညကို2ချက်ဖြီးတာနော်ဆွေးချင်းပဲဆိုနော်အဲ့မှာရှင်းနှလုံးပေါင်းချင်း3 10ပရိပါတဲ့10ကွက်စရာပေါ့နော်ဒီ4မှာလည်းအဲ့ဒီလိုပဲဒီ1နောက်ပိတ်နဲ့ရှင်းလုံးပေါင်းချင်း3နဲ့ပေါင်းရင်4နော်sorry တစ်ထိပ်စီးနဲ့ရှင်းလုံးပေါင်းချင်း3နဲ့ပေါင်းရင်4နော်အဲ့ချိန်မှာဒီကနန်း3လုံးပေါင်းချင်းဒီခွန်ပြဒီ3လုံးခွန်နဲ့ခွန်ပရိနဲ့ပြန်ပေါင်းရင်လေ4ဆိုပြီးတော့ဒီ4ကို2ချက်ဖြီးတာပေါ့နော်အဲ့တော့ဒီမှာ9ကိုလည်း2ချက်ဖြီးတယ်ဗျဒီ9နောက်ပိတ်ကလေးကြောင့်လေဒီရှင်းလုံးပေါင်းချင်း4နဲ့ရှင်းလုံးsorry 4ထိပ်စီးနဲ့ရှင်းလုံးပေါင်းချင်း1နဲ့ပေါင်းရင်9ပါတယ်နော်4ထိပ်နဲ့ရှင်းလုံး1နဲ့9လိုက်တာနဲ့တဲ့ဒီ4ကို2ဆို3လုံးပေါင်းချင်း9နဲ့ဒီဘူပလေးနဲ့ပြန်ပေါင်းရင်လည်း9ဆိုပြီး9 2ချက်ဖြီးလိုက်တာရှင်းလုံးပေါင်းချင်း1နဲ့
ဘူပရိတ်တဲ့နော်အဲ့တော့ဒါဆိုရင်ဒီလေးကလေးကိုဆွေးလို့ဖြီးမယ်ဗျာဒီနှစ်ထိပ်စီးနဲ့ရှင်းနှလုံးနှစ်နဲ့မှ၄မှာဒါရှင်းနှလုံးနှစ်ရပြီပေါ့နော်နှစ်ထိပ်စီးနဲ့ရှင်းနှလုံးနှစ်နဲ့လေးလိုက်တဲ့အချိန်မှာတဲ့ဒီ614ဆိုရင်သုံးလုံးပေါင်းချင်း၄နဲ့ဘူပရိတ်နဲ့ပြန်ပေါင်းရင်လည်း၄လို့ဖြည့်ရမှာတဲ့ရှင်းနှလုံးပေါင်းချင်းနှစ်နဲ့ဘူပရိတ်ပေါ့နော်ရှင်းနှလုံးပေါင်းချင်းနှစ်နဲ့ဘူပရိတ်ပေါ့နော်ဆွေးချင်မယ်ဆိုနော်အဲ့တော့ရှင်းနှလုံးပေါင်းချင်းနှစ်နဲ့ဘူပရိတ်ဆိုတော့ဒီမှာကအဲ့မှာကဏ္ဍကဒီမှာပေါ့နော်1 1 8 2 3 8 3 9 8 4 8 8 5 9 8 6 6 8 9 8 8 4 8 9 3 8 3 2 8ဆိုပြီးတော့ဒါကဏ္ဍ10ခွက်ထွက်လာတယ်ပေါ့နော်ပထမဆုံးပိုင်းမှာဆွေးပြခဲ့ဘူးတယ်နော်၄ထိပ်8ပိတ်ပထမဆုံးပိုင်းမှာ၄ထိပ်8ပိတ်ခွနှစ်ဆိုပြီးတော့နော်၄ထိပ်8ပိတ်ကအဲ့မှာ4 8 8ဆိုတဲ့ကဏ္ဍဒါရွေးထိုးခြင်းနဲ့ချင်းမိတ်ဆွေတွေနော်4 8 8ရှိတယ်နော်4 8 8လေးရှိတယ်နော်အကောင်းဆုံးတော့10ခွက်ထိုးရင်10ခွက်ထိုးတာပို့ပြီးတော့ဒါကောင်းတယ်ပေါ့နော်ဟိုပို့ပြီးတော့ထိုးခြင်းပြောတာပါ4 8 8နော်4 8 8ကလေးရှိတယ်အဲနောက်ပြီးတော့ဒီ9 8ဆိုတဲ့ကဏ္ဍလေးဆွေးပြခြင်းတယ်နော်9 8ဆိုတဲ့ကဏ္ဍလေးဆက်ပြခြင်းတာ9 8ကလေးကဘာကြောင့်ဆွေးဒီဆက်ပြခြင်းလဲဆိုရင်သူကအလုပ်တစ်ခါလေးလှုပ်ထားလို့ဗျအဲ့ဒါကြောင့်ဒီလိုပေါ့နော်3ခွန်ခွန်ဆိုတဲ့ဒီဘူးရှိတ်3လုံးပေါ့နော်3ခွန်ခွန်ဆိုတဲ့ဘူးရှိတ်3လုံးပေါင်းချင်းခွန်ကိုတဲ့သူကဘူးမောက်ခွန်ပြန်ခွန်တာ8 4 5ဆိုပြီး3လုံးပြန်ခွန်တာနော်8 4 5ဆို3လုံးပြန်ခွန်တာဗျဒီ3လုံးပြန်ခွန်တာဒီ3ခွန်ခွန်ဆိုတဲ့ဘူးရှိတ်3လုံးခွန်ကိုတဲ့သူက8 4 5ဆိုပြီး3လုံးပြန်ခွန်တာဘူးမောက်ခွန်ပြန်ခွန်တာပေါ့နော်ဒီကနေ့3လုံးခွန်ကိုတဲ့ဒီကနေ့3လုံးပြန်ခွန်တာပေါ့နော်ဒါကပက်လက်ခွန်ပေါ့ဒါမှောက်ခွန်ခွန်ပေါ့နော်အဲ့လိုပြန်ခွန်နေတဲ့နော်ဒီမှာကသူကခွန်8 3ညဆိုရင်3လုံးပေါင်းချင်းဒီ9ပေါ့နော်ခွန်8 3ညဆိုရင်3လုံးပေါင်းချင်း9ကိုတဲ့သူကတ9နှစ်4ဆိုရင်ကနေ့3လုံးပြန်ပြီးတော့9နှစ်4လို့ကနေ့3လုံးပြန်9တာနော်ဒီဘွီ3လုံးဘွီရှိတ်3လုံး9ကိုဘွီမောက်ခုံ3လုံးပြန်9တာပေါ့ဗျာနော်အဲ့တော့ဒီမှာလည်းပဲသူကဘွီရှိတ်3လုံးပေါင်းချင်းသူက1 9 4ဆိုရင်3လုံးပေါင်းချင်းဒီဘွီရှိတ်3လုံး4ဗျအဲ့ဘွီရှိတ်3လုံး4ကိုတဲ့သူက1 4 9ဆိုရင်ကနေ့3လုံးပြန်ပြီးတော့သူ4တာဗျဘွီမောက်ခုံပြန်4တာပေါ့နော်အဲ့တော့ဒါဆိုရင်သူက4 1 5ဆိုတဲ့ဘူးရှိ3လုံးပေါင်းချင်း3ညပေါ့နော်4 1 5ဆိုဘူးရှိ3လုံး3ညကိုသူကဒီခွန်ခါးစည်းနဲ့ခွာပေါင်းချင်း3နဲ့ဒီဘူး3လုံးဒီ3လုံးကို3ညလို့ပြန်ဖြစ်ချင်တော့နော်ဒီကနန်း3လုံးပေါင်းချင်း3ညကိုဒီကနန်း3လုံးပေါင်းချင်း3ညလို့ဖြစ်ချင်တော့ခွန်ခါးဆောင်နေပြီနော်ဟိုခွာပေါင်းချင်း3နဲ့မှ3ညမှာဟုတ်ဗျာနော်ရှင်းပါပါဆွေးချင်းပဲစီနော်ဒီ3လုံးပေါင်းချင်းခွန်ကိုတဲ့အတွက်ဒီကနန်း3လုံးပြန်ခွန်တာပေါ့နော်ဒီကနန်း3လုံးပေါင်းချင်း9ကိုတဲ့အတွက်ဒီကနန်း3လုံးပြန်9တယ်တဲ့နော်ဒီကနန်း3လုံးပေါင်းချင်း4ကိုတဲ့ဒီကနန်း3လုံးပေါင်းချင်းပြန်4တယ်တဲ့နော်ဒီကနန်း3လုံးပေါင်းချင်း3ညကိုတဲ့ဒီကနန်း3လုံးပေါင်းချင်းပြန်3ညမှာဆိုရင်ခွန်ခါရှိတဲ့အတွက်ခွ3ပေါ့နော်အဲ့တော့ဆွေးခုနကပြခဲ့တဲ့ထဲကခွ3ဆိုရင်သူက9ခွန်8ဆိုတဲ့ကဏ္ဍပေါ့နော်ခုနက4 8 8 9ခွန်8ပေါ့နော်ဒီဆိုက်ရဲ့အသွားအလာရ၄ကစီမူတာတကယ်လို့ဟိုချိုးချက်ပြီးတော့မသွားဘူးဆိုရင်တော့ဒါအောကျင်တဲ့ချင်းမိတ်ဆွေတွေအတွက်ဒါ9ခွန်8ဆိုတဲ့ခဏလေးကိုဒါပို့ပြီးတော့တင်ထိုးပါလို့ဆွေးရတာအချမ်းပြူရင်းနဲ့ဆွေးရဲ့ဖိုင်နယ်မူဒါဒီမှာလည်းဆွေးလို့ဒါဆုံးတက်ပြီပေါ့နော်15ချိန်အတွက်ပြကြတော့အများကြီးပါနော်ဒါပေမဲ့ဆွေးမပြတော့ဘူးနော်အများကုန်မှဆိုလို့အဲ့တော့9ခွန်8ဆိုတဲ့ခဏလေးကိုဒါနောက်ဆုံးဖိုင်နယ်မူအနေနဲ့တင်ထိုးခြင်းနဲ့ချင်းမိတ်ဆွေတွေအတွက်9ခွန်8 4 8 8ဆိုတဲ့ခဏနှစ်ခွက်ကိုဒါဆွေးရေးချဲလိုက်လေပေါ့နော်ဒီထဲမှာမှကိုချိုက်တဲ့ကီးမပါဘူးဆိုရင်တော့ channel ကနန်း9 8ခွက်ထဲကရွေးချယ်ပြီးတော့ဒါထိုးဖို့ဗျာနော်အဲ့တော့ဆွေးရချင်းမိတ်ဆွေအားလုံးပဲ15ချိန်မှာအားလုံးကံကောင်းပါစေအားလုံးပေါက်ပါစေနော်